ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Nin Audio Book Channel လေးကနေကြိုဆိုလိုက်ပါတယ်။ Channel လေးကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှလုံးသားရချမ်းမြေ့ကြပါစေရှင်။ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ကံရဲ့အကျိုးတွေကမှဝစ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ပရိသတ်များရှင်ဝစ်ဆိုတာကိုသိပါသလား။ဝစ်လိုက်တယ်ဆိုတာနဲ့ဝစ်ကြီးဆက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရောသိပါသလားရှင်။ဝစ်လိုက်တယ်ဆိုတာနဲ့ဝစ်ကြီးဆက်ရတယ်ဆိုတာကိုကျမတို့ကိုယ်တိုင်လက်ခံထားပါတယ်။တနေ့နေ့ကိုလုံးလိုက်တဲ့အလုပ်တွေထဲမှာသူတစ်ပါးပေါ်မကောင်းကြံမိတာတွေသိလို့ဖြစ်စေမသိလို့ဖြစ်စေရှိနေတတ်ပါတယ်။ကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးဟာအလွန်မှကြောက်စရာကောင်းပါတယ်။ကာယကံနဲ့ဖြစ်စေဝစီကံနဲ့ဖြစ်စေမနောကံနဲ့ဖြစ်စေပြမမိခဲ့ရင်အပြစ်အတိုင်းပြန်ပြီးတော့ခံစားရမှာပါဒါကြောင့်အမှုတစ်ခုခုကိုပြုတော့မယ်ဆိုရင်ကြိုတင်ကြံစည်မှုကပိုပြီးတော့အပြစ်ကြီးပါတယ်ဘလူအမှုပဲပြုသူတစ်ပါးအပေါ်မှာစိတ်ပါလက်ပါနဲ့မကောင်းမကြံမိပါစေနဲ့တိတ်ကိုကြောက်စရာကောင်းပါတယ်ကံဆိုတာဟာအလုပ်ပါကိုလုပ်တဲ့အလုပ်ပေါ်မှာမူတည်ပြီးတစ်ချိန်မှာကိုယ်တိုင်ပဲပြန်ခံစားရမှာပါကဲဒါဆိုရင်တော့အခုပြောပြမယ့်ပုံမြင်လေးကတော့ဖြစ်ရမယ်ပုံမြင်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်မြိုင်မဟာဆိုတဲ့ရွာမှာတွက်လက်ချက်ချတဲ့မေယာဟုဆိုတဲ့မိမပြူလေးနေထိုင်နေတဲ့အဲ့ဒီမေယာဟုလေးဟာတွက်လက်ချက်ချတဲ့လောက်စိတ်မြန်လက်မြန်လေးရှိတဲ့ကွယ်တနေ့မှာတော့မေယာဟုလေးဟာအလုတ်ကနေမောကြီးပန်းကြီးပြန်လာပြီးတော့ဗိတ်ဆာစာနဲ့ထမင်းစားတဲ့ကွယ်အမလေးဗိတ်ဆာလိုက်တာထမင်းစားမယ်အဲ့ဒီအချိန်မှာပဲကြောင်လေးတစ်ကောင်ကရောက်လာပြီးတော့မေယာဟုစီကအစာတောင်းတာပေါ့ကွယ်ဗိုက်ဆာစာနဲ့ထမင်းစားနေတဲ့မေယာဟုလေးကကြောင်လေးအစာတောင်းတာကိုအေးမလုပ်ဘဲနဲ့ဆက်ပြီးတော့စားနေတဲ့ကွယ်အဲ့ဒီအခါမှာကြောင်လေးကလည်းမရေမနာဘဲနဲ့အစာကိုဆက်ပြီးတော့တောင်းနေတာပေါ့ဟဲ့ကြောင်တော်တော်လိုက်ကဲဆိုမသိရဲ့ကြောင်ဒီထမင်းကလေငါပစံနဲ့ငါရှာပြီးဝယ်စားရတဲ့ထမင်းဟဲ့နင်အဲ့ဒီပစံကိုရှာနိုင်လို့လားဟမ်ငါလိုစားခြင်းရင်ပစံသွားရှာမကြွေးဘူးသွားမေယာဟုလေးကဒေါသတထွက်နဲ့ထအော်လိုက်ပြီးမယ်လေကြောင်ကလေးကတော့အဆက်မပြတ်ပဲအစာကိုပဲတောင်းနေပါတယ်အဲ့ဒီအချိန်မှာပဲစိတ်မြန်လက်မြန်ရှိတဲ့မေယာဟုလေးဟာစိတ်ဆိုးမှန်ဆိုးနဲ့ကြောင်ကလေးရဲ့ခေါင်းကိုခောက်လိုက်ပါတယ်ဒီကြောင်တော်တော်လေးကိုငတ်နေရဟုတ်လားကဲဟဲ့အဲ့ဒီလိုခောက်လိုက်တာကြောင့်ကြောင်လေးကနာကျင်စွာနဲ့ပဲអော်ပြီးတော့ထွက်ပြေးသွားတာပေါ့ကွယ်အဲ့ဒီအချိန်မှာမေယာဟုကလည်းထမင်းကိုအေးစစ်စစ်နဲ့ပြန်ပြီးစားတယ်တဲ့တော်တော်ဆိုးတဲ့ကြောင်စုံအခုမှပဲထမင်းကိုအေးစေးစားရတော့တယ်ဒီလိုနဲ့လာနေငယ်ကြတဲ့အခါမှာတော့မေယာဟုလေးဟာခေါင်းကိုက်တဲ့ဝေဒနာကိုခံစားရလာပါတော့တယ်ခေါင်းကလည်းကိုက်လိုက်တာဘာကြောင့်များကိုက်နေပါလိမ့်နော်ခေါင်းကိုက်တဲ့ဝေဒနာကိုခံစားလာရတဲ့မေယာဟုလေးဟာဆိုရင်ဘယ်ဆေးပဲတောက်ဆေးကနေသွားပြီးဘလို့ပဲကုခေါင်းကိုက်တဲ့ဝေဒနာဟာမပြောက်ဘဲနဲ့တနေ့တခြားပိုပြီးတော့ဆိုးလာပါတော့တယ်ဒီလိုနဲ့တနေ့မှာတော့မေယာဟုလေးဟာအခုလိုပဲတွေးမိတာပေါ့ကွယ်ငါခေါင်းကိုက်တဲ့ယောဂတနေ့တခြားပူဆိုးလာပါလားဘယ်စီးပဲတောက်ဗမာပဲကုလုံးဝမပြောက်နိုင်ဘူးဆိုတော့ဝဏကဏ္ဍများလားစဉ်းစားစမ်းငါဘသူ့ကိုများဘာလုပ်မိပါလဲမေယာဟုနေစဉ်းစားစမ်းငါမှတ်မိပြီလွန်ခဲ့တဲ့လီလာလောက်ကကြောင်လေးရဲ့ခေါင်းငါခောက်လိုက်မိတာပဲဒါကြောင့်ဖြစ်မယ်ဟုတ်တယ်ဒါပဲရှိရအမလေးငါခောက်လိုက်တဲ့ကြောင်လေးအဲ့ဒီတော့ငါဘလောက်ထောင်နာနေပါလိမ့်နော်အဲ့ဒီလိုအမြင်မှန်ရသွားတဲ့မေယာဟုလေးကဆိုရင်ကြောင်ကလေးကိုလက်လေးနဲ့ဖွားလေးပုတ်ပြီးတော့တောင်းပန်တာပေါ့ကွယ်ကြောင်လေးရဲ့ငါနေ့ကိုရိုက်မိလို့တောင်းပန်ပါရဲ့နော်နောက်ဘယ်တော့မှနေ့ကိုမရိုက်တော့ဘူးနော်ငါကတိပေးပါတယ်အဲ့ဒီအချိန်ကစပြီးကြောင်လေးကိုအရင်ကလိုမနှိမ့်ဆက်တော့ဘဲနဲ့ဂယုဏတက်ပြီးပူပြီးတော့ချစ်လာတာပေါ့ကွယ်မေယာဟုလေးရဲ့ခေါင်းကိုက်ဝေဒနာကလည်းတနေ့တခြားပို့ပြီးတော့တက်တာလာတာပေါ့ကွယ်ပရိသတ်များရှင်မေယာဟုနဲ့ကြောင်လေးအကြောင်းကိုနားထောင်ရတဲ့အတွက်တိရစ္ဆာန်လေးတွေကသူတို့အပေါ်မှာမတရားတာလုပ်ခဲ့ရင်ဝစ်လေတက်ပါတယ်ရှင်ဝိမာအမြဲငရဲမှာအပါဆိုသလိုပါပဲငရဲဆိုတာကတော့ကိုလုပ်ခဲ့တဲ့ကုသိုလ်ကံအဟုန်ကြီးရင်တော့မှလွတ်နိုင်ပါသေးတယ်ဝစ်ဆိုတာကတော့မိမိရဲ့တန်တရားဘဝတစ်လျှောက်လုံးနိဗ္ဗာန်မရခင်အထီကိုလဲတက်ပါတယ်တကူတော်အရာမှာဣတရက်ပွဲရတော်မူထားတဲ့ရှင်မောက်ကလန်ယဟန္တာကိုတော်မြတ်ကြီးတော်မှာဝစ်ကိုမချောင်လွှဲနိုင်ပါဘူးနော်ဒိဋ္ဌိတွေလွတ်လိုက်တဲ့လူမိုက်900ရဲ့ရိုက်နှက်မှုတန်းကြောင့်ကံတော်ကုန်ခဲ့ရပါတယ်။တကူတော်နဲ့ရှောင်လွှဲလို့ရပေမဲ့လည်းအတိတ်ဘဝကချင်းသူရဲ့အလိုဆန္ဒကိုလိုက်ပြီးမျက်မမြင်မိဘနှစ်ပါးကိုတော်ရဲကိုခေါ်ပြီးခိုးသားကြီးရောင်ဆောင်ကရိုက်နှက်ခဲ့တဲ့အတိတ်ဘဝဝကြွေးကံကြောင့်ဒီဘဝမှာလူမိုက်တွေရဲ့ရိုက်နှက်ခြင်းတန်းကိုခံခဲ့ရပါတယ်။ဒါကြောင့်ဒီအစီအစဉ်ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးကလည်းကံရဲ့အကျိုးကိုယုံကြည်ပြီးဆင်ခြင်တုံတရားကိုလက်ကင်ထားကဝိဆိုတာလေတက်တဲ့သဘောတရားရှိတယ်ဆိုတဲ့အကြောင်းကိုလက်ခံနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေရှင်။